ဆောက်တပြားမှကိုမရှိတာအခု No, 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 no. အင်္ဂလိပ်စာသင်ကြားဖို့အတွက်ရှိချင်းပြကြည့်ရ verbs of being တွေကအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်ပါတယ်အဓိကအားဖြင့် be နဲ့ have ဆိုပြီးနှစ်မျိုးခွဲပြီးနားလည်ထားရင်သင်ရတာတော်တော်လေးလွယ်ကူတော့ပါလိမ့်မယ်နားလည်ရလွယ်အောင်အောက်ပါတိုင်းခွဲခြားပြလိုက်ပါတယ် be is am are ရှိချင်းကိုပြသည်ဒါကအရာဝတ္ထုတစ်ခုဟာနေရာတစ်ခုမှာရှိနေတာကိုပြောချင်ရင်သုံးပါတယ် I am at home ကျွန်တော်အိမ်မှာရှိသည် What? The book is on the table စာအုပ်ကစပွဲပေါ်မှာရှိသည်နှစ် have has ပိုင်ဆိုင်ခြင်းကိုပြတဲ့နေရာမှာသုံးပါတယ်ဒါကတော့ကိုယ်မှာတစ်ခုခုရှိတယ်ကိုပိုင်ဆိုင်နေဆိုတာကိုပြောတာပါ I have a car ကျွန်တော်မှာကားတစ်စီးရှိသည် 哎呦我的妈！ She has a pen သူမမှာဘောပင်တစ်ချောင်းရှိသည်သုံး There is there are တည်ရှိမှုကိုပြသည်နေရာတစ်ခုမှာတစ်ခုခုရှိနေချင်ကိုရှိသည်လို့စကားဦးတန်းချင်သုံးပါတယ် There is a map in the classroom စာသင်ခန်းထဲမှာမြေပုံတစ်ခုရှိသည် There are many students ကျောင်းသားတွေအများကြီးရှိသည် There are 60 seconds in 1 minute တမိနစ်မှာ60စက္ကန့်ရှိတယ်စသဖြင့်အသုံးပြုပါတယ်ဒါကတော့ရှိချင်းပြကြည့်ရအသုံးပြုပုံ၃မျိုးဖြစ်ပါတယ်ငါမတော့ဘာတစ်ပြားမှမရှိတာအခု Oh my god.